ပြီးခဲ့တဲ့အပိုင်းမှာတင်းဆဲဗန်ရဲ့လေနိုင်ငံမစ်ရှင်ကလွမ်းစရာတွေနဲ့ပြီးဆုံးသွားခဲ့ပါတယ်။အဲ့ဒါကြောင့်ဒီနေ့မှာကိုနိုဟာရဲ့မစ်ရှင်အသေးစားလေးတွေဖြစ်တဲ့အမိုက်ကောက်မျက်နှုံနဲ့ခွေးကြောင်းတဲ့မစ်ရှင်တွေကိုလုပ်ရပါတယ်။အဲ့အချိန်ကိုနိုဟာရွာတွေကိုအဝိထူထူမျက်နှာမှာဆေးမြင်ကြောင်နဲ့ကြောမှာလည်းတစ်ခုခုတည်ထားတဲ့မျက်နှာစိမ်း2ယောက်ရောက်လာပါတယ်။ရောက်ချင်းပဲနာရူတိုတို့နဲ့ပြဿနာဖြစ်နေပါတယ်။ဒါပေမဲ့ထူးဆန်းတဲ့သူကလက်ကလေးလှုပ်ရုံနဲ့နာရူတိုလဲအောင်လုပ်လိုက်ပါတယ်။ကိုနိုဟာမာရူကိုစုပ်ကင်ထားတဲ့လက်ကဂဲတစ်လုံးကြောင့်အထိနာသွားပြီးပြစ်လိုက်တဲ့သူကတော့ဆာစကဲဖြစ်ပါတယ်။ရုပ်ကချောတဲ့အပြင်ခက်မိုက်မိုက်နေတတ်တဲ့ဆာစကဲကိုဒဇိန်ရွာမိန်းမကတော့မြင်မြင်ကြီးမျက်စိကျသွားပါတယ်။ရံမွဲကိုရက်ဖို့អော်လိုက်တဲ့အတန်ကတစ်ပင်မှာတွဲလောင်းချနေတဲ့မျက်ခုံးမွေးမရှိအေးဆက်ဆက်အကြည့်နဲ့ကောင်လေးစီကနေလာပါတယ်။သူတို့3ယောက်ကဂါရာခန်ကူရိုနဲ့တဲမာရီလို့ခေါ်တဲ့လေတိုင်းပြည်တဲရွာကဂန်နင်တွေဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုင်းဇူလိုင်လရဲ့အစမှာဂန်နင်တွေကိုအလဲတန်းအစ်စ်နေညာဖြစ်တင်ပေးတဲ့ချူနင်းအိတ်ဆန်းကိုကိုနိုဟာရွာမှာကျင်းပတော့မှာဖြစ်ပါတယ်။မကောက်ဆိုးအကြီးနဲ့တဲရွာဂါရာကိုနိုဟာရဲ့အတော်ဆုံးကျောင်းသားဆာစကဲတို့ကအစပိုင်းမှာတတိထားနေကြပါတယ်။ခါကာရှီဦးဆောင်တဲ့ဥဇူမကီနာရူတိုအိုချီယာဆာစကဲနဲ့ဟာရူနိုဆာကူရာတို့ရဲ့တင်7ခရဲနိုင်ဦးဆောင်တဲ့ဟီရူဂါဟီနာတာအာပူရာမက်ရှိနိုအီနူဆူဂါခီဘာတို့ရဲ့တင်အိမ်နဲ့ဆာရူထိုဘီအာဆူမာဦးဆောင်တဲ့နာရာရှိခမာရုယာမနာဂါအီနိုအခီမီဂျီချိုဂျီရဲ့တင်တန်းတို့ကချုံနှင်းစာမီဝဲကိုအသီးသီးဝင်ပြန်ကြမှာဖြစ်ပါတယ်။စာမီဝဲကိုဖြေဖို့တခြားရွာဂန်နေနေအသီးသီးကလည်းရောက်လာကြပါတယ်။ဗီဒီယိုလေးကိုကြည့်ရသဘောကျရဲဆိုရင်ကျွန်တော်ရဲ့ Facebook Page နဲ့ YouTube Channel ကို Like and Follow, Subscribe နဲ့ Share လေးလုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။ခမောက်ဆောင်းထားတဲ့နင်ညာတယောက်ကနာရူတိုဆာစကဲနဲ့ဆာကူရာတို့တစ်ချိန်တည်းမှာပဲနေရာခွဲပြီးပြိုင်လူတိုက်ခိုက်နေပါတယ်။လေ့ကျင့်မှုကြောင့်တန်မာလာတဲ့သူတို့3ယောက်ကလည်းအသီးသီးဖြစ်ရှင်းနိုင်လိုက်ပါတယ်။တကယ်တော့ခမောက်နဲ့နင်ညာကအီရူကာပုံပြောင်းထားတာဖြစ်ပြီးခါကာရှီရဲ့ချူနင်းစာမီဝဲအကျိုးဆန်းသက်မှုဖြစ်ပါတယ်။နောက်နေ့စာမီဝဲခမ်းမာထဲမှာစုနေချိန်ရုပ်ရုပ်တဲတဲဖြစ်နေကြပါတယ်။တကူလုံးအစိမ်းရောင်ဝဲခတ်တုံးတုံးစပင်ပုံစံနဲ့ကောင်လေးကအနိုင်ကြီးခံနေရပါတယ်။အဲ့ချိန်တင်း7ရောက်လာပြီးအခန်းဝါအကောင်လေးနဲ့ပြဿနာတက်ပြန်ပါတယ်။ဒါပေမဲ့စောစောကအနိုင်ကြီးခံနေရတဲ့တုံးရတဲ့ပုံစံနဲ့ကောင်လေးကမျက်စိတမိတ်အတွင်းမှာပဲပြင်းထန်တဲ့ကန်ချက်တွေကိုအသာလေးဝင်ထားလိုက်ပါတယ်။မျက်ဝန်းဖြူရောင်တဲ့ကောင်လေးချစ်စရာကောင်မလေးတယောက်နဲ့တုံးရတဲ့လူစိမ်းလေးတို့ကတစ်ဖွဲ့တည်းဖြစ်ပါတယ်။ဆတ်စကဲတို့ကထွက်သွားတဲ့အချိန်မှာလူစိမ်းလေးကနောက်ကလိုက်ပြီးတယောက်ချင်းချဖို့စိန်ခေါ်ပါတယ်။ထူးဆန်းတဲ့သပင်ပုံစံမျက်ခုံးထူထူမျက်လုံးဝိုင်းဝိုင်းတဲ့ကောင်လေးရဲ့နာမည်က Rock Lee ဖြစ်ပြီးကြော်ကြားတဲ့ဥချီယာကလန်ရဲ့ဆတ်စကဲနဲ့ပညာပြိုင်နေတာဖြစ်ပါတယ်။ဆာကူရာကိုတော့မြင်မြင်ချင်းကြွေသွားပါတယ်။နာရူတိုကတော့မြင်သမျှလူတိုင်းရဲ့ဆတ်စကဲကိုပဲအာရုံစိုက်နေရကြောင်းဒေါသထွက်ပြီး Rock Lee ကိုအရင်စတိုက်ပါတယ်။လှင်မြန်ပြီးတိကျတဲ့လှုပ်ရှားမှုတွေနဲ့နာရူတိုကိုခဏလေးချွေးသိပ်ပေးလိုက်ပါတယ်။ Rock Lee ရဲ့တိုက်ကွက်တွေကတာမန်မျက်စိနဲ့လိုက်ကြည့်ဖို့မဖြစ်နိုင်တဲ့အထိအလွန်လှင်မြန်တာကြောင့်နင်ညင်စုလာကန်ကျူစုလာတောင်ခွဲမရဖြစ်နေပါတယ်။အဲ့ဒါကြောင့်ဆတ်စကဲကသူ့ရဲ့ sharing ကိုဖွင့်ပြီးတိုက်ပါတယ်။ဒါပေမဲ့နင်ညင်စုကိုကန်ကျူစုကမဟုတ်ပဲနင်ညာကိုခံပညာထိုင်ကျူစုတက်တက်ကြီးနဲ့တိုက်နေတဲ့လှင်မြန်တဲ့ Rock Lee ရဲ့လှုပ်ရှားမှုတွေက sharing နဲ့တောင်ကြည့်လို့မလိုက်နိုင်ဖြစ်နေပါတယ်။ကဘာပေါ်မှာစ조사တဲ့သူနဲ့မစ조사တဲ့သူဆိုပြီးနှစ်မျိုးရှိတဲ့အနက် sharing ကမိဘအမွေနဲ့ကြောက်တာရလာတာဖြစ်ပါတယ်။ Rock Lee လိုလူမျိုးကတော့နင်ညာမပြတ်တေလောက်အောင်စ조사ပြီးမှဒီအဆင့်ထိရောက်လာခဲ့တာဖြစ်ပါတယ်။အတော်ဆုံးမှဆိုတဲ့ Sasuke တောင် Rock Lee ကိုတစ်ချက်မှမထိနိုင်လိုက်ပဲမချိမလရှုံးသွားပါတယ်။အဲ့အချိန်လက်ကြီးတစ်ကောင်ရဲ့အပေါ်မှာ Rock Lee နဲ့တပုံစံနဲ့တူတဲ့ပေါ်တော်တော်လူကြီးတယောက်ထွက်လာပါတယ်။သူကတော့ဂိုင်းဆန်ဆဲဖြစ်ပြီးခါကာရှီရဲ့တငယ်ချင်း Rock Lee ရဲ့ဆရာဖြစ်ပါတယ်။တိုင်းဝက်ကိုမလိုအပ်ပဲထုတ်သုံးတဲ့လီကဂိုင်းဆန်ဆဲရဲ့ဆုံးမမှုကိုခံလိုက်ရပါတယ်။ဂိုင်းနဲ့ခါကာရှီကိုလူတွေကအနိုင်ရှုံးမရှိတဲ့ပြိုင်ဘက်တွေလို့ခေါ်ပါတယ်။နင်ညာလောကမှာပါရမီရှိပါတယ်ဆိုတဲ့သူတွေကိုရှင်နိုင်မှုအတွက်နင်ညင်စုနဲ့ဂန်ဂျူစုတွေကိုမတုံးနိုင်တဲ့ Rock Lee ကလက်တွေကိုစုပ်ပြတ်တတ်အောင်ထိလေ့ကျင့်ပြီးသူဘလောက်တန်မာကြောင်းကိုပြသနေပါတယ်။အဲ့လိုစ조사ခဲ့တဲ့ Rock Lee အောင်မှကိုနိုဟာရဲ့ဂန်တွေနေကြမှာအတန်မာဆုံးလို့ခေါ်တဲ့အခုချိန်ထိမရှင်နိုင်သေးတဲ့သူတယောက်ရှိနေပါတယ်။နောက်နေ့ချူနင်းစာမေးပွဲမှာတော့ဒီနေ့ Academy ထွက်ကျောင်းသား9ယောက်အပြင်ရွာအသီးသီးကဂန်တွေရှိနေပါတယ်။အဲ့ထဲမှာယာကူရှီခါဘူတိုလို့ခေါ်တဲ့ချူနင်းစာမေးပွဲကို9ကြိမ်မြောက်ဖြေဆိုရမယ့်သူတယောက်ကဂျူနီယာလေးတွေကိုစာမေးပွဲအကြောင်းရှင်းပြနေပါတယ်။ပုံမှန်ဆိုရင်ချူနင်းစာမေးပွဲကိုတိုင်းပြည်အသီးသီးကကိုယ်နိုင်ငံအတွင်းမှာကျင်းပပေမဲ့ဒီနှစ်ကတော့ပထမဆုံးအကြိမ်စုပေါင်းကျင်းပတာဖြစ်ပါတယ်။အိမ်နီးချင်းနိုင်ငံတွေရဲ့ရှိနိုဘီအရေးချင်းကိုစမ်းသပ်ဖို့နဲ့နိုင်ငံတွေကြားစွမ်းအားတွေရဲ့ညီမျှမှုကိုထိန်းထားဖို့အတွက်ပူးပေါင်းကျင်းပကြတာဖြစ်ပါတယ်။ခါဘူတိုကချူနင်းအိတ်ဆိုင်ရဲ့အတွေ့အကြုံတွေအများကြီးရှိနေပြီးအဲ့ဒါတွေရဲ့အချက်လက်တွေကိုကတ်ထဲမှာချာကရာနဲ့မှတ်ထားပါတယ်။ကတ်ထဲကအချက်လက်အရ Rock Lee ရဲ့တင်းမှာတန်တန်နဲ့ Neji Hiruka လို့ခေါ်တဲ့သူတွေရှိပြီး Naruto တို့ထက်တနစ်စောပြီး Academy ကထွက်ခဲ့တာဖြစ်ပါတယ်။တဲရွာကာရာအကြောင်းအချက်လက်ကတော့တိတ်မရှိပေမဲ့ဂန်နင်းတယောက်အဖြစ်နဲ့ဘီရန်အဆင့်မရှင်ကိုဘာတန်ရမှမရှိပဲအလွယ်လေးလှုပ်ဆောင်ထားနိုင်တဲ့သူဖြစ်ပါတယ်။ချူနင်းစာမေးပွဲကရွက်ပုံးရွာတဲရွာမိုးရွာမြက်ပုံးရွာရေတကုံရွာနဲ့အတန်ရွာတို့ရဲ့ဒိတ်ဒိတ်ကျဲထိတ်တန်းဂန်နင်းဆိုတဲ့ကောင်တွေစုနေတဲ့တိုင်ပွဲတစ်ခုဖြစ်ပါတယ်။အဲ့လိုအကျန်းဆုံးမှဆိုတဲ့ကောင်တွေရှေ့မှာကိုနိုဟာရဲ့အချစ်တော်လေးနာရူတိုကလက်ညှိုးထိုးပြီးအားလုံးကိုအနိုင်ယူပြမယ်လို့ပြောလိုက်ပါတယ်။ရုတ်တရက်လူအုပ်ထဲကနေအရေး3ခုကပြေးလာပြီးခါဘူတိုကိုအလစ်ဝင်တိုက်ပါတယ်။ဒါကိုမြင်တဲ့ခါဘူတိုကမထိခင်တေချာပေါက်ရှောင်လိုက်ပေမဲ့မျက်မှန်ကကွဲပြီးသွေးတွေအန်လာပါတယ်။အတန်ရွာကိုလှုပ်ဝက်နိုင်ငံရဲ့တင်းငယ်တဲ့ဒေတာလေးတစ်ခုလို့ခါဘူတိုကပြောခဲ့ရကြောင်းပညာပြလိုက်တာဖြစ်ပါတယ်။အဲ့အချိန်မီကိုလုံးနေကြမှာမိုရီနိုအီပီကီလို့ခေါ်တဲ့ခတ်တောက်နောက်စာမေးပွဲကြီးကြပ်သူကပေါ်လာပါတယ်။ဒါကတော့အပိုင်း9ဖြစ်ပြီးချူနင်းစာမေးပွဲကိုစိတ်ဝင်စားရင်တင်ပေးသွားမှာဖြစ်လို့ like share comment လေးတွေနဲ့ကူညီခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။